ကိုယ့်ဘာကိုလှုပ်ရှားတာအိမ်မှာကိုယ့်ဘာကိုလှုပ်ရှားတယ်ကောင်းပြမဘုံတော့ပသွန်တုံးနဲ့လောက်တာပင်လေသားလို့လည်းပြောလို့ရမှာဘုံတော့ပြီးတော့မာလာရင်ကနည်းနည်းအငန်တက်လေးပါပြီးတော့အနှင်းလေးနဲ့ကောင်းပြီးတော့မာဒီဘွဲအကောင်တော့တည်တယ်အကောင်နည်းနည်းတော့တည်တယ်အဲ့ဒါပေါ့ထားရင်ကဲပဲ